ရုပ်ရှင်တွေကလို့ပင်လယ်အောက်ကျမ်းမြေမှာ3ရက်တိတိအသက်ရှင်ခဲ့တဲ့တင်မောသားဒီကနေ့ခေတ်မှာဟောလိဝုဒ်ကတဲထဲရင်ဖို့ရုပ်ရှင်ကားတွေမှာပဲမြင်တွေ့ရလိမ့်ရှိတဲ့ဇာတ်လမ်းမျိုးကိုတကယ်လက်တွေ့မှာကြုံတွေ့ခဲ့ရသူတယောက်အကြောင်းကိုပြောပြချင်ပါတယ်ပင်လယ်သမုဒ္ဒရာရဲ့အောက်ခြေမီတာ30ပေတရာခန့်အနက်မှာနင်းမြုပ်နေတဲ့တင်မောပြက်ကြီးတွေကနေ3ရက်တိတိအသက်ရှင်လျက်လွတ်မြောက်လာခဲ့သူပါထူးဆန်းတာကသူဟာရေကူးကျွမ်းကျင်တဲ့ရေတပ်သားတစ်ယောက်မဟုတ်ဘဲနိုင်ဂျီးရီးယားနိုင်ငံက Harrison Okini လို့ခေါ်တဲ့တာမန်တင်မောထမင်းချက်တစ်ယောက်သားဖြစ်ပါတယ်သူရဲ့ဖြစ်ပျက်ကိုပြန်ကြည့်မယ်ဆိုရင်အင်မတန်ကြောက်မက်ဖွယ်ကောင်းတဲ့တဲထဲရင်ဖို့ဇက်ကားတကားကိုကြည့်နေရတယ်လို့ပါပဲ2013ခုနှစ်မှာသူတို့လိုက်ပါသွားတဲ့ Jascon 4လို့ခေါ်တဲ့တွဲဆွဲတင်မောကြီးဟာလှိုင်းလုံးကြီးတွေရိုက်ခတ်မှုကြောင့်ရုတ်တရက်မှောက်ကျပြီးပင်လယ်အောက်ကျမ်းပြင်ကိုနစ်မြုပ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာ Harrison ဟာအိမ်သားတွေကိုရောက်နေပြီးရေရီအချိန်နဲ့ဝင်လာတဲ့အခါအမှောင်ထဲမှာစမ်းတဝါးဝါနဲ့လေခုန်နေတဲ့အခန်းကျင်းလေးတစ်ခုစီကိုကံကောင်းထောက်မှစွာနဲ့ရောက်သွားခဲ့ပါတယ်သူရဲ့လုပ်ဖို့ကင်ဘတ်ဆက်တစ်ယောက်လုံးကတော့ကန်ဆိုးစွာနဲ့ပဲရေနစ်သေးဆုံးသွားခဲ့ကြပါတယ်ဒီလေခုန်နေတဲ့လေးပေပတ်လက်အခန်းကျင်းလေးထဲမှာသူဟာရေခဲတမျှအေးဆက်နေတဲ့ပင်လယ်ရေထဲကိုခန္ဓာကိုယ်တစ်ပိုင်းစိမ့်ထားရင်အသက်ကိုဖက်နဲ့ထုတ်ပြီးနေခဲ့ရတာပါအလင်းအောင်လုံးဝမရှိတဲ့အမောင်မိုက်ဆုံးအခြေအနေမှာအစာရေစာတစ်စက်မှမရှိပဲ3ရက်တိတိနေခဲ့ရပါတယ်ပူပြီးကြောက်စရာကောင်းတာကသူ့ဘေးနားကရေတွေထဲမှာငမန်းနေနဲ့တခြားရေတပ်တော်တွေကသူ့တငယ်ချင်းတွေရဲ့ရုပ်လောင်းတွေကိုလာရောက်စားတောက်နေတဲ့အတန်တွေကိုအရှင်လက်လက်နားထောင်နေခဲ့ရတာပါပဲလေထဲမှာရှိတဲ့အောက်ဆီဂျင်ကလည်းတဖြည်းဖြည်းကုန်ဆုံးလာတဲ့အတွက်အသက်ရှူရတာမွန်းကျက်လာပြီးတေမင်းနဲ့စက္ကန့်မလက်စစ်ခင်းနေခဲ့ရပါတယ်ဒါပေမဲ့92နာရီတိတိကြာပြီးတဲ့နောက်မှာတော့မထင်မှတ်ထားတဲ့အံ့ဩဖွယ်ရာဖြစ်ပေါ်လာခဲ့ပါတယ်ရုပ်လောင်းတွေကိုလာဆဲတဲ့ရေငုပ်သမားတွေဟာတင်မောပြတ်ထဲကိုရောက်လာခဲ့ပါတယ်ရင်ကုန်သမားတယောက်က Harrison ရဲ့လက်ကိုရုပ်လောင်းမလို့လမ်းကင်လိုက်တဲ့အချိန်မှာ Harrison ကအဲ့ဒီလက်ကိုပြန်ဆုပ်ကင်လိုက်တဲ့အခါရင်ကုန်သမားကိုယ်တိုင်လမ်းဖြန့်သွားခဲ့ရပါတယ်။အဲ့နောက်မှာတော့သူ့ကိုအထူးဖိအားထိန်ဝစ်ဆောင်နေဝစ်ဆင်ပေးပြီးပင်လယ်ပြင်ပေါ်ကိုအသက်ရှင်လျက်အောင်မြင်စွာကယ်တင်နိုင်ခဲ့ပါတယ်။အခုဆိုရင်အဲ့ဒီကြောင့်မှဖွယ်အဖြစ်ပြက်ကြီးကနေလွတ်မြောက်လာခဲ့တဲ့ထမင်းချက် Harrison ဟာကိုယ်တိုင်ကျွမ်းကျင်ရင်ကုန်သမားတယောက်ဖြစ်ပြောင်းလဲအသက်မွေးနေပြီဖြစ်ပါတယ်။တဲထဲရင်ဖို့ရုပ်ရှင်နေတဲ့ကလို့တေမရဲ့နှကန်းဝါကနေပြန်လဲလွတ်မြောက်လာတဲ့သူ့ရဲ့ဇာတ်ကြောင်းကတော့ဘလောက်ပဲအခြေအနေတွေဆိုးရွားနေပါစေမျောလင်းချက်ကိုလုံးဝလက်မလျှော့ပဲအဆုံးထိတောင်းခံနိုင်ရင်မဖြစ်နိုင်ဘူးဆိုတာမရှိဘူးဆိုတဲ့အချက်ကိုအကောင်းဆုံးသက်သေပြနေတဲ့အတူယူစီယာဇက်လန်တစ်ပုဒ်ပဲဖြစ်ပါတယ်။စူပါဟီးရိုးရုပ်ရှင်တွေကလို့အေယာမရောင်ကြည်တန်းဆက်ကြည့်တဲ့ခေါင်းထဲမိယာကနေအသက်ရှင်ခဲ့သူဟောလိဝုဒ်စူပါဟီးရိုးရုပ်ရှင်တွေကဓာတ်ရောင်ကြီးတွေထိမှန်ပြီးစွမ်းအားရှင်တွေဖြစ်သွားတဲ့ဇာတ်ဝင်ခန်းတွေကိုသိမြင်မှုကြမှာပါ။ဒါပေမဲ့တကယ်လက်တွေ့မှာအလင်းမြန်နှုန်းနီးပါးသွားနေတဲ့အေယာမပရိုတွင်ရောင်ကြည်တန်းကြီးကခေါင်းကိုဖောက်ထွက်သွားတာတော့အသက်မသေးပဲကြံရိပ်ခဲ့တဲ့သိပ္ပံပညာရှင်တယောက်ရှိတဲ့ဆိုရင်သင်ယုံပါမလား။သူကတော့ရုရှားလူမျိုးယူပါဗေဒပညာရှင်အနာတိုလီဘူကော့စကီပဲဖြစ်ပါတယ်။သူရဲ့အဖြစ်အပျက်က1998ခုနှစ်ဆိုဗီယက်ယူနီယံခေတ်မှာဖြစ်ပွားခဲ့တာပါ။အဲဒီအချိန်ကအနာတိုလီဟာရုရှားနိုင်ငံမှာရှိတဲ့အကြီးဆုံးမြေအောက်အမုံအရှိန်မြင့်ဆက်ကြီးမှာအလုပ်လုပ်နေတာဖြစ်ပါတယ်။ဒီနေ့မှာတော့ဆက်ကြီးချို့ယွင်းသွားတဲ့အတွက်သူဟာဆက်ထဲကိုခေါင်းဝင်ပြီးစစ်ဆေးဖို့ကြိုးစားခဲ့ပါတယ်။ကန်ဆိုကျွန်တော်လုံခြုံရေးအချက်ပေးစနစ်တွေကအလုံးမလုံးခဲ့ပါဘူး။သူခေါင်းထဲလိုက်တဲ့အချိန်မှာပဲအလင်းအမြန်နှုန်းနီးပါးသွားနေတဲ့အေယာမရောင်ကြည်တန်းကြီးဟာဆက်ထဲကနေရုတ်တရက်ပြစ်ထွက်လာခဲ့ပါတယ်။အဲ့ဒီပရိုတွင်ရောင်ကြည်တန်းကြီးဟာအနာတိုလီရဲ့နောက်ဆေးကနေဝင်သွားပြီးဘက်ဘက်နှာခေါင်းဘေးကနေဖောက်ထွက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူဟာနေမင်းတစ်ထောင်ထက်ပိုလင်းတဲ့အလင်းရောင်ကြီးကိုမြင်လိုက်ရတယ်လို့ဆိုပါတယ်။ဒါပေမဲ့ထူးဆန်းတာကသူကနာကျင်မှုကိုလုံးဝမခံစားခဲ့ရပါဘူး။တာမန်လူတယောက်သေဆုံးသွားနိုင်တဲ့ဓာတ်ရောင်ကြီးပမာဏဟာ900 ရက်လောက်ရှိပေမဲ့သူကောင်းကိုဖြတ်သွားတဲ့ရောင်ကြည်တန်းကြီးမှာတော့ရက်ပေါင်း3သိန်းကျော်တောင်ပါဝင်နေခဲ့တာပါ။ဆရာဝန်တွေကတော့ဒီလောက်ပြင်းထန်တဲ့ရောင်ကြည်သင်းမှုကြောင့်သူ့ကိုရပ်ပိုင်းအတွင်းသေဆုံးမယ်လို့မှတ်ယူခဲ့ကြပါတယ်။ရောင်ကြီးဖြတ်သွားတဲ့နေရာတစ်လျှောက်ကအရေးပြားတွေကွာကျလာပြီးသူ့ရဲ့ဘက်ဘက်မျက်နှာတစ်ချမ်းလုံးဖောင်းကားလာခဲ့ပါတယ်။ဒါပေမဲ့ဆေးပညာအရရှင်းပြလို့မရနိုင်အောင်အံ့ဩစရာကောင်းတဲ့အချက်ကတော့သူဟာမသိခဲ့ပါဘူး။ရောင်ကြည်တန်းဟာအလွန်သိငယ်ပြီးအရှိန်ပြင်းလွန်းတဲ့အတွက်အုံနောက်ရဲ့အရေးကြီးတဲ့အစိပ်ပိုင်းတွေကိုမထိခိုက်ဖဲဖောက်ထွက်သွားခဲ့လို့ပါပဲ။ကြေးပြားအစ်တွေနဲ့ပြုလုပ်ထားတဲ့ရှေးခေတ်တရုတ်ကတန်မိုးကြီးမင်္ဂလာစာချုပ်ရှေးခေတ်တရုတ်နိုင်ငံမှာတချို့မိသားစုတွေကမင်္ဂလာစာချုပ်ပြုလုပ်ဖို့အတွက်ကြေးပြားတွေကိုအသုံးပြုခဲ့ကြပါတယ်။ဒါဟာကြော်ဝချမ်းသာမှုကိုပြယုံတက်တက်မဟုတ်ပဲလက်တွေ့ကျတဲ့လုပ်ရတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီခေတ်အခါကရှားပါပြီးဈေးကြီးတဲ့စက်ကူနဲ့မှင်းတွေကုန်ကျစရိတ်ကိုတက်တာစီဖို့အတွက်ကြေးပြားကူညီပေးခဲ့ပါတယ်။ဒီလိုကြေးပြားမင်္ဂလာစာချုပ်ပြုလုပ်ဖို့အတွက်အလွန်ကျွမ်းကျင်တဲ့လက်မှုပညာရှင်တွေလိုအပ်ပါတယ်။ကြေးပြားကိုလိုအပ်တဲ့ရွယ်စားရအောင်တေချာတိကျစွာဖြတ်တောက်ပြီးထွင်းထုထားတဲ့ပုံစံကွက်တွေကိုထည့်သွင်းရပါတယ်။အဲ့ဒီနောက်မှာတော့လက်မှုပညာရှင်တွေကတစ်သားတူကိုအသုံးပြုပြီးရှုပ်ထွေးလာတဲ့ကနုတ်ပန်းတွေနဲ့တရားဝင်စာသားတွေကိုရိုက်သွင်းခဲ့ကြပါတယ်။ထူရိုက်လိုက်တဲ့အချက်တိုင်းကအင်မတန်တိကျပြီးတည်ငြိမ်နေဖို့လိုအပ်ပါတယ်။မင်္ဂလာပွဲကပိုပြီးအရေးပါလေအသေးစိတ်အချက်လက်တိုင်းအတွက်အချိန်နဲ့ဂရုစိုက်မှုပိုပေးရလေပါပဲအမှားယွင်းလုံးဝခွင့်မပြုပါဘူးစာလုံးတစ်လုံးစောင်းသွားတာဝါသွားတာဒါမှမဟုတ်အလဲတက်တဲ့မကြတာမျိုးဖြစ်ခဲ့ရင်တော့ကြေးပြားတစ်ခုလုံးကိုလွှင့်ပစ်ပြီးအစ်စ်ပြန်လုပ်ပေးရပါတယ်တခါရိုက်နှိပ်ပြီးသွားရင်ပြန်လဲပြင်ဆင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ပါဘူးနောက်ဆုံးထွက်ပေါ်လာတဲ့မင်္ဂလာစာချုပ်ကတော့သူကိုစားပြူထားတဲ့ဂတိကိုလိုပါပဲအလေးနက်ထားစရာကောင်းနေပါတယ်အဲ့ဒီကြေးပြားဟာလေးလံနဲ့ခိုင်ခန့်နဲ့
ပြီးတော့တသက်တာလုံးတည်တတ်နေဖို့ရည်ရွယ်ထားတာပါလူတွေကဒါကိုအလွယ်တကူလွှင့်မပစ်ခဲ့ကြပါဘူးဒီစာချုပ်ကိုလွှင့်ပစ်တာကမင်္ဂလာဂတိကိုတွေကိုချိုးဖောက်တယ်လို့မျိုးရှက်စရာကောင်းတဲ့လုပ်ရပဲဖြစ်ပါတယ်ဒါကြောင့်ဒီကြေးပြမင်္ဂလာစာချုပ်တွေကတရားဝင်ဆရာဆရန်တွေတက်တက်မဟုတ်ပဲချစ်ချင်းမြတ်တာရိုးရဒလိဂုံတိတ်ခါနဲ့မတူညီတဲ့ခေတ်ကာလတစ်ခုကလက်မှုပညာရက်တွေရဲ့စွမ်းအားကြီးမားတဲ့သင်္ကေတတွေပဲဖြစ်ပါတော့တယ် လူတန်းတဲ့ခြေလျက်အောက်လေပဲကြတယ်မလေးရှားအထွတ်မြတ်နေရမလေးရှားနိုင်ငံကွာလာလမ်ပူမြို့ရဲ့မြောက်ဘက်မှာတည်ရှိပြီးတော့နှစ်စဉ်လူတန်းပေါင်းများစွာလာအောက်လေပဲလက်ရှိတဲ့အထင်ကြီးအထွတ်မြတ်နေရတစ်ခုကိုပြပါဆိုရင်ဘာဒူးလန်ကူကိုပြရမှာပါဒီနေရာဟိန္ဒူဘာသာဝင်တွေရဲ့အထွတ်မြတ်ထားရဖျားเจ้าတွေရှိတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ဒီပါဒူးလန်ကူကိုရောက်တာနဲ့အရင်ဆုံးမျက်စိပဓာသာဖြစ်စီမှာတော့အမြင့်ပေ140ခန်းရှိတဲ့ရွှေရောင်ဝင်းလက်နေတဲ့မူရူကန်ရုပ်ထုကြီးပဲဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်20ခန်းကတီတာကိုကွယ်ခဲ့တဲ့ဒီရုပ်ထုကြီးကကမ္ဘာပေါ်မှာအမြင့်ဆုံးမူရူကန်ရုပ်ထုတစ်ခုဖြစ်တယ်လို့မလေးရှားနိုင်ငံမှာလည်းအမြင့်ဆုံးရုပ်ထုဖြစ်စံတင်နေနာပါတယ်ဘာဒူးဆိုတဲ့နာမည်ကအနီးနားမှာစီးဆင်းနေတဲ့ဘာဒူးမြစ်ကနေဆင်းသက်လာခဲ့တာပါဒီထုံးကျော်လိုင်ငူကြီးတွေကိုလွန်ခဲ့တဲ့နှစ်ပေါင်း300ကျော်ခဲ့တဲ့ကတဘာဝအတိုင်းဖြစ်တည်နေခဲ့တဲ့အလွန်ကိုရှိကြတဲ့လိုင်ငူကြီးတွေပဲဖြစ်ပါတယ်ဒီလိုင်ငူကြီးတွေကိုဝင်ရောက်ဖို့အတွက်ဆိုရင်တော့အယောင်သွေးစုံလင်လာတဲ့လှီကားတွေပေါင်း282ထစ်ကိုအရင်ဆုံးတက်လန်းရမှာပါအပေါ်ကိုရောက်လာတဲ့အခါမှာတော့ကြီးမားကျယ်ပြန့်တဲ့လိုင်ငူကြီးထဲမှာခမ်းနားစွာတည်ထားကိုးကွယ်ထားတဲ့ဟိန္ဒူဘုရားကျောင်းတွေကိုကြီးညိုဖွယ်ရာတွေ့မြင်ရမှာပဲဖြစ်ပါတယ်အထူးသဖြင့်ဟိန္ဒူဘာသာဝင်တွေရဲ့အထွတ်မြတ်ပွဲတော်တစ်ခုဖြစ်တဲ့တိုင်ပူဆန်ပွဲတော်ကာလမှာဆိုရင်လူတန်းနဲ့ချီလာရောက်ပြီးတော့ဘာသာရေးထုံးနှံအစဉ်လာတွေကိုစီကားတိုက်မြတ်စွာကျင်းပလိမ့်ရှိပါတယ်